အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာအနာရောဂါဖြစ်စေသောအကြောင်းရင်းအပိုင်းလေးအကြောင်းကိုအနေငယ်ကျွန်တော်ဝင်ငါလိုပါတယ်ဘာကြောင့်ကျွန်တော်တို့ရဲ့အသက်တာထဲမှာကျွန်တော်ရဲ့ခန္ဓာကိုယ်ထဲမှာဘလို့လားအတဲ့ယောဂါတွေဝင်လာရတာလေเนาะဆိုတော့ကျွန်တော်တို့ဓမ္မကျမ်းစာမှာကျွန်တော်တို့ကိုတိတိကျကျဖော်ပြတဲ့အရာတွေရှိတယ်လို့ဓမ္မကျမ်းစာမှာရှုထောင့်အမျိုးမျိုးနဲ့ဘာကြောင့်ဘလို့ကြောင့်ကျွန်တော်ယောဂါတွေဖြစ်လာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့နှုတ်ကပတ်တော်အပြည့်စင်ရှင်တဲ့အခါမှာကျွန်တော်နားလည်ရတာဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်ယုံကြည်သူတရားအနေနဲ့ဓမ္မကျမ်းစာကိုတော့ဆိုတော့နှုတ်ကပတ်တော်ခံယူတဲ့အခါမှာကိုလိုချင်တဲ့အပိုင်းကိုပဲခံယူလို့ခံယူဖို့မဟုတ်ဘဲနဲ့တကယ်ဘုရားခင်ကျွန်တော်တို့ကိုတချို့တော့เนาะဆိုတော့စကားတွေဟာပြုပြင်တဲ့အရာတွေရှိတယ်ပုံသွင်းတဲ့အရာတွေရှိတယ်ကျွန်တော်တို့ဆုံးမထားတဲ့အရာတွေရှိတယ်ဆိုတော့နှုတ်ကပတ်တော်မှန်သမျှအားလုံးကကျွန်တော်ခံယူဖို့ဖြစ်ပါတယ်ဆိုတော့ဒီအရာတွေအားလုံးဟာကျွန်တော်တို့အကျိုးအဖို့လုံးကရေးထားတဲ့အရာဖြစ်တယ်ကျွန်တော်တို့ပြန်ပြီးတော့မှဒီအရာကိုဆင်ခြင်ခြင်းအဖြစ်အသက်တာမှာသင်ခန်းစာယူပြီးတော့မှအသက်ရှင်ဖို့ရန်ဖြစ်တယ်ဆိုတာကိုဒီအနေငယ်ပေါ်ပြလိုပါတယ်လို့အဲ့တော့ဘာကြောင့်ကျွန်တော်တို့အသက်တာထဲမှာအနာရောဂါဖြစ်လာတာလဲအပိုင်းလေးအနေနဲ့ဆိုတော့အဲ့ဒါတော့ဒုစရိုက်အပြစ်ကြောင့်ဖြစ်ပါတယ်ဆိုတော့ဓမ္မကျမ်းစာထဲမှာဒုစရိုက်အပြစ်ကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတချို့တော့မလိုလားအပ်တဲ့ယောဂါတွေဝင်လာတယ်ဆိုတဲ့အရာကိုတိတိကျကျဖော်ပြထားတဲ့အရာတွေရှိတယ်ဆိုတော့ကျွန်တော်တွေ့ရဆိုတော့ရှင်ယောဟန်အခန်းကြီး9အငယ်9ကနေကျွန်တော်ပိုးထိဖတ်တဲ့အခါမှာ38နှစ်ပတ်လုံးယောဂါဆွဲတော်သူတစ်ယောက်ဒီရေကန်နားမှာရှိထိုသူဒီသုံးလုံးနေသည်ကိုယေရှုသည်မြင်တော်မူ၍ကြာလာပြီဟုသိတော်မူလျှင်သင်သည်ကျမ်းမာခြင်းသို့ရောက်လိုသလိုဟုမေးတော်မူ၏နာတော်သူကလည်းသခင်ရေလှုပ်ရှားသောအခါရေကန်ထဲသို့တဲ့ကျွန်ုပ်ကိုတွင်ထားမိသူမရှိပါအကျွန်ုပ်သွားစဉ်တွင်အခြားသောသူသည်အကျွန်ုပ်ရှေ့မှဝင်တတ်ပါသည်ဟုလျှောက်၏ယေရှုကလည်းထလောကိုယ်အိယာကိုဆောင်၍လှမ်းသွားလောဟုမိန့်တော်မူ၏ခဏချင်းတွင်တဲ့ထိုသူသည်ပဂတိဖြစ်သို့ရောက်၍မိမိအိယာကိုဆောင်လျက်လှမ်းသွားလေ၏ဆိုတော့ဒီညမှာ38နှစ်ပတ်လုံးယောဂဆွဲတဲ့လူတယောက်ကိုယေရှုကကျမ်းမာခြင်းပေးလိုက်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ဆိုတော့ပဂတိကျမ်းမာခြင်းရသွားတယ်ဒါပေမဲ့ကျွန်တော်အငယ်14ကိုကျွန်တော်ပြန်ဖတ်တဲ့အခါမှာနောက်တစ်ဖန်ယေရှုသည်ဗိမာန်တော်၌တဲ့ထိုသူကိုတွေ့တော်မူလျှင်သင်သည်ကျမ်းမာခြင်းရှိ၏တာ၍သိုးသောဘေးနှင့်ကင်းလွတ်မိအကြောင်းနောက်တစ်ဖန်ဒုစရိုက်ကိုမပြုနှင့်ဟုမိန့်တော်မူလေအဲ့တော့အဲ့ဒီ38နှစ်ပတ်လုံးယောဂဆွဲတဲ့သူတယောက်ဟာကျမ်းမာခြင်းကိုယေရှုပေးလိုက်ပင်ပဲတစ်လုံးကျမ်းမာသွားမယ်လို့မပြောဘဲနဲ့ဗိမာန်တော်မှာပြန်တွေ့တဲ့အခါမှာတာ၍ဆိုးတဲ့ဘေးအဲ့ဒီအခုလက်ရှိဖြစ်တဲ့အထက်ဆိုးတဲ့ဘေးနဲ့မတွေ့ကြုံမှုရန်တော့တဲ့ဒုစရိုက်ကိုရှောင်ရမယ်တာ၍ဆိုးတဲ့ဒီထက်ယောဂတွေမဖြစ်လာဘူးရန်တော့ဒုစရိုက်ကိုရှောင်ရမယ်လို့ယေရှုကနောက်ဆုံးအနေနဲ့မှာခဲ့တယ်ဆိုတော့တွေ့ရဒါဆိုဒီကြောင်းရအောင်ကြည့်တဲ့အခါမှာဒုစရိုက်အားဖြင့်လဲတာ၍ဆိုးတဲ့ဘေးတွေတွေ့ကြုံနိုင်တယ်ဆိုတာကိုယေရှုကနောက်ဆုံးအနေနဲ့မှာခဲ့တယ်ဆိုတော့တွေ့ရဒါကြောင့်တချို့တွေကျွန်တော်တို့အနာယောဂအတွက်ဆူတောင်းပေးတဲ့အခါမှာတချို့တွေဆူတောင်းပေးတယ်ပျောက်တဲ့ဟာတွေရှိတယ်တချို့တွေမပျောက်တဲ့ဟာတွေလည်းရှိတယ်အများကြီးပဲပေါ့နော်ဆိုတော့ပျောက်သွားပြီမဲ့နောက်တစ်ဖန်ပြန်ဖြစ်လာတဲ့အရာတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဘုရားခင်မနစ်သက်တဲ့เนาะတချို့တော့ဒုစရိုက်အပြစ်တွေကပြန်ကျင်လေသောကြောင့်ပြန်ပြီးတော့မှလှုပ်ဆောင်သောကြောင့်ပြန်ဖြစ်လာတာဖြစ်ပါတယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့အသက်တာထဲမှာဘုရားခင်ကကျမ်းမာခြင်းပေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဘုရားခင်မျက်မှောက်တော်ထဲမှာဆက်ပြီးတော့မှသွားလာပြီးတော့မှဘုရားခင်နှစ်သက်တဲ့အသက်တာနဲ့အသက်ရှင်ပြီးဒုစရိုက်ကိုရှောင်ပြီးတော့မှသွားလာဖို့လိုပါတယ်လို့เนาะဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော်ကျမ်းစာနောက်ထပ်တစ်ပိုက်ကိုဖတ်တဲ့အခါမှာဗျာဒိတ်ကျမ်းအခန်းကြီး1အငယ်21ကနေ22ကိုဖတ်တဲ့အခါမှာနောင်တရတဲ့သောကာလကိုငါပေးတော်လဲသူသည်မိမိမတရားသောမိထုံကိုနောင်တရခြင်းသောစိတ်မရှိဘူးထို့ကြောင့်နဲ့သူ့ကိုအိယာ၌ငါချထားမယ်ဆိုတော့ဒီကြောင့်ကြည့်တဲ့အခါမှာနောင်တရသောစိတ်ကိုဘုရားပေးပြီမဲ့တဲ့နောင်တရခြင်းသောစိတ်လုံးဝမရှိဘူးတဲ့ဒါကြောင့်သူ့ကိုငါအိယာကတင်ပေါ်မှာငါချထားမယ်အတိတ်ပြဘာလဲဆိုရင်သူ့ကိုဆိုတော့ကြီးစွာသောเนาะဆိုတော့တနည်းအားဖြင့်တော့ယောဂဝေဒနာတွေနဲ့ကတင်ပေါ်မှာချထားမယ်ကတင်ပေါ်မှာလဲနေရမယ်စသဖြင့်ပေါ့เนาะဆိုတော့ဒီနေ့ကျွန်တော်အသက်တာထဲမှာဒီနေ့ဒါကတမာတိကျမ်းဖြစ်ပါတယ်ဒီလိုပြောလို့ဟာကျွန်တော်တို့အသက်တာထဲမှာဟာငါတို့ကပြည့်ညတ်တော်ဆောက်ပြီးတော့ဆက်ပြီးတော့ရှောက်ရအောင်ပါလားမဟုတ်ပါဘူးယုံကြည်သူကเนาะဆိုတော့ယေရှုခရစ်တော်ကိုရတဲ့နေ့ကစပြီးတော့မှကယ်တင်ခြင်းထာဝရအသက်ဆိုတဲ့အရာကိုရသွားပြီဖြစ်တယ်เนาะဆိုတော့ဒါကြောင့်ကယ်တင်ခြင်းကရသွားပြီသို့တော်လည်းကျွန်တော်တို့တစ်ဖက်မှာခရိယန်အသက်တာထဲမှာအသက်ရှင်သွားလာတဲ့ခါမှာဘုရားသခင်ကကျွန်တော်ကိုမြေကြီးပေါ်မှာဘုံထင်ရှားစေဖို့နဲ့အတွက်ဝမ်းမြောက်ခြင်းညီတက်ခြင်းကျမ်းမာခြင်းပျော်ရွှင်ခြင်းနဲ့ပြည့်စုံမှုရဲ့လောကထဲမှာဘုရားခင်တမန်တရားနဲ့အညီအသက်ရှင်စေခြင်းနဲ့ဆိုတာကိုတော့မမေ့ဖို့လိုပါတယ်လို့ဒါကြောင့်ဒီနေ့တမန်ကျမ်းစာတမန်တစ်ထဲမှာပြင်လင်ဒီအကြောင်းအရာကိုပြောထားတာဖြစ်ပါတယ်ဒါကြောင့်နောင်တရတဲ့သောကာလကိုပြီးတော့လည်းနောင်တမရအောင်ဒါကြောင့်သူ့ကအိယာပေါ်မှာချထားမယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဒုစရိုက်အပြစ်ကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာတချို့သောယောဂဝေဒနာတွေဝင်လာတဲ့ဆိုတော့တမန်ကျမ်းစာထဲမှာအတိအကျကျွန်တော်ဖော်ပြထားဆိုတော့တွေ့ရ
တော့ကျွန်တော်ယုံကြည်သူတယောက်အနေနဲ့နေ့စဉ်အသက်တာထဲမှာဖျားသားမှန်နေဆိုရင်ဓမ္မကျမ်းစာတော်ဘယ်လိုဖော်ပြလဲဆိုရင်ကျွန်တော်တိရောအခန်းကြီး9အငယ်16နဲ့18ကိုဖတ်တဲ့အခါမှာနောက်ဆို18ကိုဖတ်တဲ့အခါမှာဖျားသခင်ဤသားဖြစ်သည်များသောသူတို့သည်ဒုစရိုက်ကိုမပြုတတ်သည်ကိုငါတို့သိကြ၏ဖျားသခင်ဖြစ်ပွားစေတော်သူသည်မိမိကိုယ်ကိုမိမိဆောက်ရှောက်တဲ့ဖြစ်မာနဲ့ဒီထိုသူကိုမထီမခိုင်နဲ့ဆိုတော့ဖျားသားဖြစ်တဲ့သူတို့များဟာတဲ့ဒုစရိုက်ကိုမပြုတတ်ဘူးเนาะဆိုတော့ဒါကြောင့်ဒီနေ့ယေရှုကမှာခဲ့တယ်နောက်တစ်ဖန်ဒုစရိုက်ဖြစ်ဆိုတော့ဖျားသားသမီးဖြစ်လာတဲ့အခါမှာဒုစရိုက်ကိုရှောင်ဖို့တော့ဘုရားခင်အလိုတော်ရှိတယ်โอเคအပြစ်သားတွေကိုဘုရားချစ်တယ်ဒုစရိုက်နဲ့ပြည့်နေတဲ့လူသားတွေကိုချစ်ပေမဲ့ तू ကဒုစရိုက်ကိုမုန်းနေဆိုတော့မမေ့ဘူးလို့ဒါကြောင့်အမြဲတမ်းယေရှုကအပြစ်ရှိတဲ့လူတွေနဲ့တွေ့ပြီးတော့မှနောက်ဆုံးမှ तू စကားပြောတဲ့စကားလုံးတစ်လုံးဟာဘာလဲဆိုရင်ငါသမီးနောက်တစ်ဖန်ဒုစရိုက်ကိုမပြုနဲ့ငါသားနောက်တစ်ဖန်ဒုစရိုက်ကိုမပြုနဲ့ဘာကြောင့်လဲဆိုတော့ဒုစရိုက်ရဲ့ယုံကြည်သူခရစ်ယာန်ရဲ့အသက်တာထဲမှာဒုစရိုက်ရဲ့နောက်ွယ်မှာစိုးသောဘေးတွေရှိတယ်ဆိုတော့ကျွန်တော်တွေ့ရเนาะဒါကြောင့်ဒီနေ့အပိုင်းလေးအနေနဲ့ကျွန်တော်ဒီနေ့မှာဗာပြောချင်လဲဆိုရင်ဘာခွာပေးချင်လဲကျွန်တော်အသက်တာထဲမှာဒီနေ့နှုတ်ကပတ်တော်အတိုင်းခံယူဖို့လိုပါတယ်လို့ဒါကြောင့်ဒီနေ့မှာတော့ဘုရားခင်ပြောရတာကတချို့သောဝေဒနာတွေကဘယ်ဟာရောက်လာလဲဆိုရင်ဒုစရိုက်ကြောင့်ရောက်လာတယ်ဆိုတာကိုယေရှုကိုယ်တိုင်ပြောခဲ့တယ်ဒါကြောင့်တာ၍စိုးသောဘေးနဲ့မတွေ့ကြုံမိကြောင်းနောက်တစ်ဖန်ဒုစရိုက်ကိုရှောင်ပါတဲ့เนาะဆိုတော့ဒါကြောင့်ဒီနေ့မှာအပိုင်းလေးအနေနဲ့ဒုစရိုက်အပြစ်ကြောင့်ကျွန်တော်အသက်တာထဲမှာချို့တော်ယောဂဝိညာဉ်ဝင်လာတာဖြစ်တယ်ဒါကြောင့်ကျွန်တော်ယုံကြည်သူဘုရားသားသမီးတွေဟာဒုစရိုက်ကိုရှောင်ဖို့လိုတယ်เนาะဆိုတော့ဘယ်လိုရှောင်မလဲเนาะတန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ကျွန်တော်ရှောင်နိုင်မှာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်အားဖြင့်ကျွန်တော်ဟာဘုရားခင်မြတ်တော်အသက်တာနဲ့အသက်ရှင်တတ်မှာဖြစ်တယ်เนาะဆိုတော့ဒါကြောင့်ဒီနေ့ကျွန်တော်ဒီနေ့မှာတော့အပိုင်းလေးတွေနဲ့ဝင်ရချင်ပါတယ်เนาะအရောက်တိုင်းအသက်တာတွေမှာဘုရားခင်အထူးကောင်းချီးပေးပါစေ